ကျုပ်ကိုယ်တိုင်ဖျားရကပြုတ်တီခဲ့သောကျုပ်စေဒီကိုကျုပ်မှလွဲပြီးမြည်သူမှထီးတင်လို့မရပါစေသားကိုဝွန်အရေးအမကြီးနဲ့မရဖြစ်သူရဲ့ဘိုက်ကိုဓာတ်နဲ့ခွဲမိမိတရေသားကိုထုတ်ယူစားသုံးပြီးရှင်းစာရာကိုပြောက်သွားသူအခုထိလက်ပဲဖြစ်ပါတယ်ဂမ်ဘီယာနမိကျောင်းရဲ့ပါဇက်ထဲမှပါရပိုက်ပန်ရှင်ကိုတီလက်ကသူကိုယ်တိုင်တည်ထားခဲ့တဲ့ဖျားမှာကျင်းစားတိုက်မိလို့ယနေ့အထိထိတော်မရှိတဲ့ဖျားအနေနဲ့တည်ရှိနေစေလို့ဆိုကြပါတယ်ဒီဗီဒီယိုမှာတော့မုံရွာမြို့မှာအန်ဒီတော်နှင်းစီနဲ့ကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့ဘယ်သူတူတယောက်ကမှထိတော်တင်မရတဲ့ထိလက်ဖျားရဲ့နောက်ခံသမိုင်းတွေကတခုထိလက်ရဲ့ဘဝစာကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါဟဲ့ထီလက်လူစိတ်ပြောက်ပြီးနတ်စိတ်ရောက်စမ်းကျွန်တော်တော့ဇာနီပဲဖြစ်ပါတယ်တခါကအင်းဝခေတ်မှာစီကူးနယ်ညောင်ဝန်းရွာသားကိုထီလက်နဲ့ရွှေကုံတိုင်မပိုးဦးတို့လင်မယားနေထိုင်ကြပါရယ်သူတို့နှစ်ယောက်အိမ်အောင်ပြုတ်ပြီးမကြာမီမှာမပိုးဦးကိုရှိလာပါရယ်ကိုထီလက်ဟာ39မိနစ်နတ်စီရဲမှာနာမည်ကြီးတဲ့ကိုကြီးကျော်နဲ့ငယ်ငယ်ချင်းများဖြစ်ကြပြီးသူတို့နှစ်ဦးကနတ်မိကျောင်းချောင်းဘေးကညောင်ပင်အောက်မှာအတူတူအရက်တောက်လေးရှိကြပါတယ်တနေ့မှာကိုကြီးကျော်ကကိုထီလက်ကိုထူးဆန်းတဲ့စကားတစ်ခုပြောလာပါတယ်ကိုကြီးကျော်ကဒီနတ်မိကျောင်းချောင်းထဲမှာထူးဆန်းတဲ့ဂမ်ဘီယာနတ်မိကျောင်းတစ်ကောင်ပေါ်လာတတ်ကြောင်းအဲ့ဒီနတ်မိကျောင်းရဲ့ပါဇက်ထဲမှာမော်ပါရပိုက်တစ်ဆောင်ပါလာတတ်ကြောင်းနဲ့အဲ့ဒီပါရပိုက်ကိုရအောင်ယူနိုင်ခဲ့ရင်ရှိန်စာယာကိုပြောက်အတတ်ပညာတွေအစုံအလင်ပါလာတတ်ကြောင်းပြောပြခဲ့ပါရယ်ကိုထီလက်ကကိုကြီးကျော်ရဲ့စကားကိုစိတ်ဝင်စားသွားပြီးဂမီယာပါရပိုက်ကိုယူဖို့ဆုံးဖြတ်လိုက်ရာကိုကြီးကျော်ပြောထားတဲ့အတိုင်းနေ့ရက်လနာရီအတိအကျမှာအဲ့ဒီချောင်းတွေကနေမိချောင်းတစ်ကောင်ထူးဆန်းစွာပေါ်လာပါရယ်ဒီလိုနတ်မိကျောင်းတွေဆိုတာအချိန်အခါနာရီအတိအကျနဲ့ပေါ်လာတတ်တဲ့အတွက်ဒီလိုအခွင့်အရေးကိုလက်မလို့စေခြင်းတဲ့စိတ်နဲ့ကိုကြီးကျော်ကကိုထီလက်ကိုအခုလိုလှမ်းပြောလိုက်ပါတယ်ဟဲ့ထီလက်လူစိတ်ပြောက်ပြီးနတ်စိတ်ရောက်စမ်းဒီအချိန်မှာပဲကိုထီလက်ကချက်ချင်းလူစိတ်ပြောက်ကနတ်စိတ်ဝင်ပြီးမိချောင်းစီပြေးဆင်းသွားရာနတ်မိချောင်း